1919ခုနှစ်မှာလမ်းဘေးခွေးလေးတစ်ကောင်ဟာအမေရိကန်စစ်တင်တန်းစခန်းတစ်ခုကိုရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။အစပိုင်းမှာတော့သူဟာစခန်းပတ်ဝန်းကျင်မှာပဲရှောက်သွားနေပြီးဘသူ့ကိုမှဒုက္ခမပေးတာကြောင့်စစ်သားတွေကသူ့ကိုအဲ့ဒီမှာပဲနေခွင့်ပြုခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့သူဟာစစ်သားတွေနဲ့အတူနေထိုင်ရင်းအလေးပြုတာစစ်ကြောင်းထွက်တာနဲ့ခရယာတန်တွေကိုတုတ်ပြန်တာတွေကိုပါတက်မြောက်လာခဲ့ပါတယ်။သူ့ရဲ့အမည်တိုတိုလေးကြောင့်စစ်သားတွေကသူ့ကိုစတာဘီလို့အမည်ပေးခဲ့ကြပါတယ်။တိတ်မကြခင်မှာပဲစစ်သားတွေကိုပထမကမ္ဘာစစ်အတွက်ဥရောပကိုဆေလွတ်ဖို့ဖြစ်လာခဲ့ပါတယ်။စီကံအရာတရိတ်ဆန်တွေကိုတင်မောပေါ်တင်ဆောင်ခွင့်မရှိတာကြောင့်စတပ်ပိုက်ကိုခြံထားခဲ့ရတော့မှာပါ။ဒါပေမဲ့ James Canoy ဆိုတဲ့စစ်သားလေးကစတပ်ပိုက်ကိုတန်ရောစင်တအားတွင်နေတာကြောင့်သူ့ကိုတင်မောပေါ်မှာတိတ်တဆိတ်ဝက်ပြီးခေါ်သွားခဲ့ပါတယ်။အဲ့ဒီကနေစပြီးစတပ်ပိုက်ရဲ့တကယ်တမိုင်းကြောင်းကစတင်ခဲ့တာပါ။အစပိုင်းမှာတော့သူ့ကိုစစ်သားတွေစိတ်တက်ကြွစေဖို့အတွက်ပဲကတုတ်ချင်းတွေထဲမှာထားရှိခဲ့တာပါဒါပေမဲ့ရက်အနှဲငယ်ကြာမှာပဲအနည်းရှိတဲ့တံငွေတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးစတာဘေးထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်အဲ့ဒီဖြစ်ရပြီးနောက်စတာဘေးမှာထူးခြားတဲ့စွမ်းရည်တစ်ခုရလာခဲ့ပါတယ်သူဟာကန်နဲ့အစိမ့်ငွေတွေကိုကြိုတင်အနံ့ခံနိုင်လာပြီးစစ်သားတွေကိုတတိပေးနိုင်ခဲ့တာကြောင့်အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှစတပ်ပေဟာတခြားအလုပ်တွေကိုပါလှုပ်ဆောင်လာနိုင်ပါတယ်။သူဟာညဘက်မှာရန်သူလှုပ်ရှားမှုတွေကိုသိရှိနိုင်တယ်လို့အမြောက်ကြီးတိုက်ခိုက်မှုတွေကိုလည်းကြိုတင်သတိပေးနိုင်ခဲ့ပါတယ်။သူဟာလက်ပစ်ဗုံးပေါက်ကွဲမှုတစ်ခုမှာဒဏ်ရာရခဲ့မှုပေမဲ့ပြန်လည်သက်သာလာတဲ့အခါတာဝန်တွေကိုဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။စစ်ပွဲတစ်ခုလုံးမှာစတပ်ပေဟာတိုက်ပွဲပေါင်း18ခုမှာပါဝင်ခဲ့ပြီးစစ်သားပေါင်းရာနဲ့ချီတဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်။စုတစိမ့်များစွာကိုလည်းစုခူးခဲ့ပြီးတရားဝင်တက်ကြက်ရာထူးအထိတိုးမြင့်ခံခဲ့ရပါတယ်။